အဲ့ဒီအီတလီလူမျိုးတွေကပါလက်စတိုင်းဂျေရုဆလမ်မြို့ယူဒိုအိနိုင်ငံကြီးကိုဖျက်ဆီးခဲ့တာအဲ့ဒီဒုတိယအကြိမ်ကိုဖျက်ဆီးခံလိုက်ရတဲ့ဂျူးတွေဟာလုံးဝတစက်စီဖြစ်သွားတယ်အခုလက်ရှိဖြစ်ပေါ်နေတဲ့ X-ray အမေရိကန်အီရန်အကြောင်းတွေကိုကျွန်တော်တော်တော်လေးစဉ်းစားဖြစ်ပါတယ်အဲ့ဒီအကြောင်းထက်မှာဂျူးလူမျိုးအကြောင်းဂျူးလူမျိုးဟာတက်ကလေးမပိုခင်ကလေးကဂျေရုဆလင်မှာဂျူးဟာကိုတီကိုနန်ကိုကျန်နန်နဲ့နေခဲ့တဲ့ဂျူးလူမျိုးတွေပါအဲ့ဒီဂျူးလူမျိုးတွေကဘာကြောင့်နိုင်ငံမဲ့ဖြစ်သွားရတာလဲတော်တော်လေးစိတ်ဝင်စားခဲ့ပါတယ်အဲ့လိုစိတ်ဝင်စားလို့လေစောက်တွေကိုတော်တော်ဖတ်ဖြစ်တယ်လစ်လာလိုက်တဲ့အချိန်မှာ BC 986လောက်မှာဂျူးနိုင်ငံတော်ကြီးပထမအကြိမ်ပြိုကွဲရတယ်တော့ဒီနေရာမှာ BC ကိုတွက်ဖို့လိုလိမ့်မယ် BC ဆိုတာကအခုကျွန်တော်တို့လက်ရှိကျင့်သုံးနေတဲ့2026ဆိုတာကခရစ်တက္ကရာနှစ်လို့ခေါ်ပါတယ်ခရစ်တော်ပို့ပြီးနောက်ပိုင်းမှာရေတွက်လာတဲ့နှစ်မို့လို့ခရစ်တက္ကရာနှစ်လို့ခေါ်တယ်ဒီ BC ကိုခရစ်တက္ကရာမပို့ခင်နှစ်ပေါင်း986လောက်ကတည်းက UA ကိုပိုင်နိုင်ငံတို့ကြီးပထမဆုံးအချိန်ပြိုကွဲသွားတယ် UA သမိုင်းကြောင်းတွေကအဲ့လောက်ထိရှည်လွန်းပါတယ်အခုသုံးနေတဲ့2026ဆိုတာကနေပြီးတော့2026ရှိပြီဒီခရစ်တော်ပို့ပြီးနောက်ပိုင်းမှာရေတွက်လာတဲ့တက္ကရာကနေပြီးတော့နှစ်ပေါင်း2000ကျော်ပြီအဲ့ဒီ2000မကြိုးခင်900ကျော်600လောက်ကတည်းကဂျူးမျိုးတဲ့နိုင်ငံပြိုကွဲသွားပြီးပြီပထမအကြိမ်အဲ့ဒီပထမအကြိမ်မှာဘယ်သူတွေကဖြိုခွဲတယ်ဆိုတာကိုကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ကလည်းအဲ့လိုပဲစိတ်ဝင်စားတယ်ဂျူးလူမျိုးတွေကိုတီကိုနန်ကိုကျန်နန်နဲ့အဲ့လောက်ထိနေလာခဲ့တဲ့လူတွေကိုဘယ်သူတွေကတိုက်ထောင်လဲကျွန်တော်တို့သိဖို့လိုတယ်ချွတ်တလေတွေကတော့သိကြမှာပါစာပေကိုမြတ်မြတ်ဖတ်တဲ့လူတွေကတော့ဂျူးတွေဘာကြောင့်နိုင်ငံကိုရတဲ့လဲဆိုတာတွေကိုလူတူတူမြတ်မြတ်စိတ်ဝင်စားပြီးတော့လေ့လာလို့ရှိရင်ရပါတယ်ဒါပေမဲ့မလေ့လာထားတဲ့လူအတွက်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုကတဲ့အတွက်ဖြစ်လိမ့်မယ်လို့ကျွန်တော်ပြောလိုက်ပါတယ်အဲ့ဒီပထမအကျင့်ကိုဘယ်သူတွေကတိုက်ထောက်လဲဆိုလို့ရှိရင်ဘေဘီလုံဘယံနေဘူခေတ်နေစာအဲ့ဒီဘယံကြီးကတိုက်ထောက်ပြီးတော့ဂျူးလူမျိုးနိုင်ငံတော်ကြီးပထမဆုံးအကျင့်အဆုံးခဲ့တယ်အဲ့ဒီဘေဘီလုံဆိုတာကြီးကတော့ဒီခေတ်ကြီးမှာရှိသေးလားမရှိတော့ဘူးဘယ်နေရာမှာရှာလို့မရတော့ဘူးအဲ့ဒီဘေဘီလုံကိုကျွန်တော်ငငယ်တုန်းကစာဖတ်တုန်းကဆိုလို့ရှိရင်ဘေဘီလုံကအရှမ်းသာဆုံးဆိုတဲ့စာအုပ်ဒီစာရေးဆရာဖေမြင့်ကြီးရေးတတ်တာကိုကျွန်တော်ဖတ်ဘူးတယ်ဒါပေမဲ့အဲ့ဒီဘေဘီလုံကဘယ်မှာရှိတယ်ဆိုတာတယောက်မှမသိဘူးစာအုပ်ထဲမှာပဲတွေ့ရတာအဲ့ဒီဘေဘီလုံဆိုတဲ့နေရာကြီးကိုသိချင်ရတယ်မလားကျွန်တော်ပြောပြမယ်အဲ့ဒီဘေဘီလုံဟာအခုလက်ရှိဖြစ်နေတဲ့အီရန်အဲ့ဒီပတ်ဝန်းကျင်မှာရှိတာအဲ့ဒီဘေဘီလုံမြို့ဟာအီရန်နိုင်ငံဘက်ဒကမြို့ရဲ့85ကီလိုမီတာခန့်အကွာအဝေးမှာရှိတယ်လို့ကျွန်တော်တို့တိတိကျကျသိရပါတယ်ဘေဘီလုံအမ်ပါယာကြီးတရှင်တို့ကစိတ်တိတ်တိုင်းနိုင်တဲ့အမ်ပါယာကြီးအဲ့ဒီဘေဘီလုံကလူတွေကတိုက်ပြီးတော့ဂျူးနိုင်ငံတို့ကြီးပြုတ်ခွဲခဲ့တာအဲ့ဒီတုန်းကပြုတ်ခွဲပြီးပြီအဲ့ဒါကိုထောက်ကြည့်လိုက်လို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်အပြန်လာခြေပွဲတွေဘယ်တုန်းကတည်းကစားခဲ့လဲဒီတက်ကလေးမပိုမီ986ကတည်းကအဲ့မှာစစ်ပွဲတွေတပုံကြီးတသန်းကြီးနဲ့လူသက်ပွဲတွေတော်တော်များများကြီးအဲ့ဒီနေရာမှာဖြစ်ခဲ့တယ်။အခုကပြီးပြီလားအခုလည်းမပြီးသေးဘူး။ဒီရနဲ့အီရန်ဆိုတာကတရှင်တို့ကဆိုလို့ရှိရင်ဘေဘီလူရဲ့ဘာယာပဲဖြစ်လိမ့်မယ်လို့ကျွန်တော်ခန့်မှန်းနေမိပါတယ်။ဥပမာပဲအီရန်ဆိုပြီးဖြစ်သွားတာ။ဟိုတုန်းကဆိုလို့ရှိရင်နေဘူခက်နေဇာရဲ့အမ်ပါယာထက်မှာပါလိမ့်မယ်။အဲ့ဒီလူမျိုးတွေကဂျူးလူမျိုးတွေကိုနိုင်ငံကိုဖျောက်ခဲ့တာပထမအချိန်။အဲ့ဒီပထမအချိန်ဖျောက်တာလဲမပြောက်လိုက်ဘူး။ဂျူးလူမျိုးတွေအဲ့နေရာမှာပြန်ပြီးတော့ရတယ်လို့ရသေးတယ်။ခရစ်တော်ကြီးပို့ပြီးနောက်ပိုင်းနှစ်ပေါင်း80လောက်မှာရိုမန်အမ်ပါယာကဝင်တိုက်ပြီးတော့ယေရုရှလင်မြို့ကြီးကိုဖျက်ဆီးခဲ့တယ်။ဟိုချစ်ခိတ်စကားနဲ့ပြောလို့ရှိရင်ရိုမန်အမ်ပါယာရိုမန်တိုင်းကိုလို့ပဲသိမှာဒါပေမဲ့အဲ့ဒီရိုမန်တိုင်းကဘယ်မှာရှိတယ်ဆိုတာကိုတာဘေကိုမနှံ့ဆက်တဲ့လူဆိုလို့ရှိရင်မသိနိုင်ဘူး။တာဘေကိုနှံ့ဆက်တဲ့လူမှပဲရိုမန်ဆိုတဲ့အမ်ပါယာကြီးကဘယ်နေရာမှာဆိုတာသိမှာ။အဲ့ဒီရိုမန်ဆိုတဲ့အမ်ပါယာကြီးကနေရာလဲဆိုလို့ရှိရင်ဒီလီနိုင်အဲ့ဒီအီတလီလူမျိုးတွေကပါလက်စတိုင်းဂျေရုဆလမ်မြို့ယူဒိုအိနိုင်ငံကြီးကိုဖျက်ဆီးခဲ့တာအဲ့ဒီဒုတိယအကြိမ်ကိုဖျက်ဆီးခံလိုက်ရတဲ့ဂျူးတွေဟာလုံးဝတစက်စီဖြစ်သွားတယ်တတိကျနာပွဲကအဲ့ဒီဂျေရုဆလမ်မြို့မှာဂျူးတွေနေနေတဲ့အချိန်အဲ့ဒီ90လောက်မှာရိုမန်အမ်ပါယာကလာပြီးတော့တိတ်တဲ့အချိန်မှာလူခွင့်ရေးဆိုတာမရှိဘူးလေဖွင့်တဲ့တစ်ဖွဲ့သတ်ပြီဆိုလို့ရှိရင်လုံးဝအဆက်ပြောက်လူမျိုးတုံးကိုတတ်တာအဲ့လိုလူမျိုးတုံးတွေလွန်အားကြီးလို့ဒီရကဘာစစ်နောက်ပိုင်းမှာလူမျိုးကိုအခြေခံတာလူမျိုးတုံးသတ်ဖြတ်မှုကို Declaration of Human Rights ဆိုပြီးတော့လူခွင့်ရေးကြီးညာစာတမ်းကြီးတစ်စောင်ထောက်ပြီးတော့လူမျိုးတုံးမတတ်ရဆိုပြီးတော့
ကာကွယ်ခဲ့တာဘာကုလသမဂ္ဂရဲ့အောက်မှာအဲ့ဒီ90လောက်တုန်းက Russian of the Human Rights မရှိဘူးဘာကုလသမဂ္ဂလည်းမရှိဘူးကြီးနိုင်ငင်ညင်းခိုက်ကြီးအဲ့ဒီခိုက်ကြီးမှာမှယူလူမျိုးဟာနိုင်ငံတစ်ခုလုံးအကုန်လုံးပျောက်တယ်အဲ့ဒီပါလက်စတိုင်းနေမြေကြီးမှာလုံးဝနေလို့မရတော့ဘူးပုံစံကြည့်ရတာလူမျိုးတွန့်အောင်ကိုတတ်နေတူလာတယ်သူတို့အဲ့နေမှာလုံးဝနေလို့မရတော့ဘူးကမ္ဘာအရာရာကိုရောက်ပါတယ်ဒီလူမျိုးတွေကျွန်တော်သိရသလောက်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံရန်ကုန်ထဲမှာယူတယ်တူကြီးရှိတယ်အဲ့လောက်ထိကိုပြန်နှံသွားတာယူတယ်မနေရဲတော့ဘူးထွက်ပြေးရတာအဲ့လိုနဲ့ယူတဲ့နိုင်ငံပျောက်တယ်ဒုတိယအချိန်ပျောက်တာမှဆိုလို့ရှိရင်လုံးဝကိုပျောက်တာအဲ့လိုတွေဖြစ်တာအဲ့လိုနဲ့ပဲတခါယူတယ်နိုင်ငံမြစ်ဘွားနဲ့ဒီဥပဒေနိုင်ငံထဲမှာဆိုလို့ရှိရင်အများကြီးနေနဲ့တူလောက်ပါတယ်ပုံစံကြည့်ရတာကျွန်တော်တို့မြန်မာနိုင်ငံရန်ကုန်မြို့မှာတော့ရှိတယ်ဆိုလို့ရှိရင်ဒီဥပဒေတို့အမေရိကတို့ကမ္ဘာအရာရာကိုပြန့်နှံ့ပြီးသူတို့ရောက်သွားကြတယ်လူဆိုတာကွာဆင်းရဲလောအကြီးကိုကိုယ့်အကိုယုံရတာပေါ့နော်မဆင်းရဲအောင်လူတန်းစားမိအောင်ကိုယ့်အကိုယုံရတဲ့သဘောတည်းရှိတယ်အဲ့လိုယူတွေကနိုင်ငံလည်းမရှိဘူးလူမျိုးကလည်းပျောက်ခါနေပြီဆိုလို့ရှိရင်သူတို့ကဒါယုံနေတယ်ကျွန်တော်ထင်တယ်အဲ့လိုယုံရတဲ့သူတို့တွေဟာလူထံမိုးတွေဖြစ်ရတယ်လူချမ်းသာတွေဖြစ်ရတယ်ပေါ့ဗျာအဲ့လိုလေလူချမ်းသာတွေဖြစ်ရောဥရောပနိုင်ငံထဲမှာတခါယူလူမျိုးတွေနဲ့ဥရောပနိုင်ငံသားတွေနဲ့အဓိကလုံးတွေတအားကြီးဖြစ်ပြန်ရောတခါအဲ့ဒီဥရောပမှာကိုထပ်ပြီးတော့တခါထပ်ဖြစ်တယ်ဥရောပဆိုလို့ရှိရင်ဒီနိုင်ငံဖြစ်တာတဲ့ဂျာမနီမှာဖြစ်တာကပိုကြောက်ဖို့ကောင်းတယ်1940နဲ့8နောက်ပိုင်း40နဲ့5ပေါ့ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်ဂျာမနီကနေပြီးတော့ယူလူမျိုးကိုလူပေါင်း1000လောက်ကိုရဲရဲစစ်စစ်တပ်ပြီးနောက်ပိုင်းမှာယူလူမျိုးတွေကငါတို့ရဲ့နိုင်ငံမရှိလို့မဖြစ်တော့ဘူးငါတို့ရဲ့နိုင်ငံခြားရတော့မယ်ငါတို့နိုင်ငံရမှာပဲငါတို့ယူလူမျိုးတွေအတွက်လုံခြုံနေပေါ့အဲ့လိုစဉ်းစားလိုက်တဲ့အချိန်ကမှယူလူမျိုးအတိုင်းဝိုင်းထဲမှာရီယွန်ဝါဒလို့ခေါ်တဲ့အမျိုးသားရေးဝါဒီတရားကိုလုံးစုံပေးခဲ့တဲ့သူသီအိုဒိုဟာဇေကယဝစ်စတိုင်လို့ခေါ်တဲ့စာအုပ်အောက်ကိုရေးပြီးတော့ငါတို့တွေနိုင်ငံထူထောင်ရမယ်လို့တမျိုးသားလုံးကိုသူအုပ်ခဲ့တယ်ငါတို့နိုင်ငံမရလို့ရှိရင်အခုလိုပဲ6000လောက်ကိုရေးစစ်တတ်တဲ့ပုံစံမျိုးပဲနောက်ထပ်နေရာတွေမှာလည်းအသက်ခံရလိမ့်မယ်ဒါကြောင့်မလို့ငါတို့တွေဘာဖြစ်နိုင်ငံကိုထူထောင်ရမယ်ဆိုပြီးတော့သူတို့អော်လိုက်တဲ့အချိန်မှာသူတို့ဟိုးပထမဆုံးနေခဲ့တဲ့နှစ်ပေါင်း1800ကျော်လောက်ကတည်းကနေခဲ့တဲ့နေရာဟောင်းဂျေရုဆလမ်ကြီးကိုသူတို့တွေပြန်ပြီးတော့ပြေးကြတယ်အဲ့ဒီနေရာဒီငါတို့အတွက်ဘူမိနတ်တာငါတို့ဘိုးဘွားပြန်နေမြေဆိုပြီးတော့အမှတ်ပြီးအဲ့ဒီနေရာကိုကဘာအရာရာကကျူးတွေပြန်လာပြီးတော့သူတို့နိုင်ငံသူတို့ရအောင်တိုက်နေဆိုပြီးတော့သူတို့ကြိုးစားခဲ့ကြတယ်အဲ့ဒီမှာကျွန်တော်ဖတ်ရတဲ့ motion တာအဲ့ဒီသူတွေကသူတို့တွေနိုင်ငံတော်ကြီးကိုထူထောင်ခဲ့တာအဲ့ဒီရိုမန်အင်ပါယာကတိုက်ထောက်ပြီးရင်နောက်ပိုင်းမှာနှစ်ပေါင်း1008အလောက်နေပြီးမှအမျိုးသားရေးတရားပြန်ပြီးတော့ချမ်းသာလာတယ်ထမြောက်လာတယ်နိုင်ငံကိုလိုရှင်တဲ့စိတ်တွေပေါ်လာကြလို့သူတို့တွေစူးစမ်းပြီးတော့နိုင်ငံကိုထပ်ပြီးတော့တကထူထောင်ကြတယ်နှစ်ပေါင်း1008အကျော်မှဖြစ်တာအဲ့လောက်ထိခံရတဲ့ယူတယ်ဥရောပတိုက်မှာဂျူးလူမျိုးတွေကိုတအားနှိပ်ကွက်လာတယ်အစိုးဆုံးကတော့ဂျာမနီပေါ့ခိုင်ဒလာကနေပြီးတော့ယူမုန်ဒီရေဝါဒတွေကိုထူထောင်ပြီးတော့ယူ6000လောက်ကိုရဲရဲဆက်ဆက်ကြီးဒီတက်ပါခဲ့တာအဲ့လိုနဲ့ပဲသူတို့တွေနိုင်ငံကိုရအောင်ကြိုးစားလာတယ်နိုင်ငံရအောင်ကြိုးစားလာလို့အစ္စရေးနိုင်ငံတို့ကြီးကိုသူတို့ဘေရှင်ကထူထောင်ခဲ့တယ်လေဆိုလို့ရှိရင်1946ခုမေလ14ရက်နေ့မှာအစ္စရေးလွတ်လပ်ရေးကြေညာစာတမ်းကြီးကိုဒေးဗစ်ဘန်ဂိုရီဆိုတဲ့လူကအစ္စရေးနိုင်ငံဒီလွတ်လပ်သောနိုင်ငံတော်ဖြစ်ပါသည်ဆိုပြီးတော့လွတ်လပ်ရေးကြေညာစာတမ်းကြီးကိုဖတ်ခဲ့တယ်အဲ့ဒါဆိုလို့ရှိရင်ဂျူးနိုင်ငံတော်ကြီးပျော်ကွဲပုံနဲ့ဂျူးနိုင်ငံတော်ကြီးပြန်ပြီးတော့ဖြစ်ပေါ်လာပုံကိုလူတော်များများနားလည်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်အလုံးကိုလာကြီးကောင်းကြပါစေ